မင်္ဂလာပါညာချမ်းလို့တော့မပြောနိုင်တော့ဘူးခြေထောက်တွေလည်းပြတ်ကြတော့မယ်မမိုးကလေအကူအညီတောင်းနေတာသိလားအကူအညီတောင်းတာဟိုဘက်ကချမ်းလူတွေကိုညောင်းကိုလာဖော်ပေးပါဆိုကိုချင်းစားတဲ့စိတ်သူတို့မှနည်းနည်းမှမရှိဘူးညောင်းကိုလာမဖော်ဘူးအခုတော့နှစ်ငါကိုယ့်ဟာကိုဖော်မှဖြစ်တော့မယ်မိုးရတိုင်းရေမြုပ်နေကိုကမှမိုးဦးကြရုံပဲရှိသေးတယ်နော်မိုးလည်းမရောက်သေးဘူးဘလို့လုံးမယ်ဒီမှာမမိုးတို့တွေမှာခြေထောက်တွေပြတ်ကြတော့မှအခု9နာရီနဲ့မိနစ်20အဟောပြည့်နေတာဒီမှာကြည့်ပါအောင်ရေးတွေဟမ်သမင်းချက်စားလို့မရဖြစ်နေတဲ့အဖြစ်ကဒီမှာခလဲတွေအယောက်50နဲ့တောင်းမှန်နဲ့ပြောနေတာလာဖော်ပေးပါဆိုတော့ဖော်မပေးဘူးမြင်တဲ့စီပင်တို့လူကြီးတို့ကလည်းမမိုးတို့ဟိုမှာကူညီပေးပါဒီမှာရေးတွေဒီမှာဖြစ်ပြနေတာမှကြည့်ပါအောင်တကယ်ဟိုမှာတော်တော်ဒုက္ခကိုရောက်နေတာမှကြည့်ပါအောင်ရေတော်ထဲမှာဖြစ်နေတာကျန်ဟိုတနေ့ခင်းလုံးအားတနေ့လုံးမနေ့ကလည်းတနေ့လုံးမြုပ်နေတော့ညာနှစ်ချက်တီးမှရော်တယ်အခုလည်းရေတွေမြုပ်နေတယ်အဲ့တော့ဟိုမင်္ဂလာနေ့လည်းခင်မှာဒီနေ့ကတော့သားရပဲနော်ဒီနေ့မိုးမရောတော့ရေးမမြုပ်ဘူးနောက်ရက်လည်းမြုပ်ချင်မှမြုပ်မယ်မြောင်းကတော့ဖော်ပြီးသွားပါမမိုးကိုရေတွေတက်နေလို့စိတ်ပူကြတဲ့သားငယ်သမီးငယ်အကူအမမောင်လေးညီမလေးတို့တွေအားလုံးကျေးဇူးတင်ပါတယ်စိတ်ပူပြီးလို့အခုကတော့ရေမရှိပြန်ဘူးရေချောက်နေပြန်ပြီပေါ့နော်မမိုးကမိုးချုပ်ခြင်းဖျားရှိခိုးတဲ့မြတ်တာပို့တဲ့3မိနစ်တရားလေးတွေကိုနားတယ်အပြီးသွားလို့ရှင်အိတ်သလားဆိုတော့အဲ့တရားနာပြီးတဲ့အချိန်ညမှာလောဘဒေါသမောဟတွေကတလိမ့်တက်လာတာကိုကြောင့်တက်တာမဟုတ်ပါဘူးမမိုးကြောက်ကဝေဒနာရှင်များဆိုတဲ့ဟာကိုလိုက်ကြည့်ကြောက်ကဖြစ်နေတဲ့ကလေးတွေကိုမမိုးအားပြီးစကားလေးတွေစလေးတွေရေးတယ်ပေါ့နော်ကိုတက်နိုင်တဲ့ကလေးတွေလှူတယ်ဟိုသူများလှူတာလေးတွေကိုလည်းဝင်ပြီးတော့ကြည်ပါတယ်အဲ့အချိန်မှာမန့်နေရဘာတွေတွေ့လဲဆိုတော့အဲ့ကြောက်ကဝေဒနာရှင်များကလေးတွေကမန့်ထားတာလေးတွေကပတ်စံနင့်ငါမလှူနင့်ဘာလို့လှူရမလဲလို့အဲ့လိုမန့်နေတွေ့တယ်နောက်တစ်ခါဒီယောဂဖြစ်နေတာပဲအင်္ဂလိပ်လိုလည်းရေးထားတာတွေ့တယ်မမိုးအင်္ဂလိပ်လိုမဖတ်တတ်ဘူးမိသားစုလည်းစိတ်ဆင်းရဲရတယ်သေပါလားမြန်သေးသွားအေးရောကိုသားသမီးမဟုတ်တော့ကြီးစမ်းမန့်နာကြီးစမ်းရက်ဆက်သူတို့တွေနောက်တစ်ခါနားဆင်းထားတဲ့ငကွင်းတောင်မှဝက်နိုင်သေးတာငကွင်းဝက်နိုင်တဲ့ငါငကွင်းဝက်နိုင်နေကြနင့်ငါလှူမယ်ဆိုတော့သားသမီးကိုဆင်းထားတဲ့ဟာကဒီယောဂဖြစ်ခြင်းဖြုတ်ပူဖို့လို့မဟုတ်ဘူးကိုသားသမီးကိုစိတ်ချမ်းသာအောင်ယောဂဖြစ်နေလို့မိဘဆင်းပေးထားတာမမိုးတို့မှာမရှိပါဘူးမမိုးသမီးလေးကိုမမိုးဆင်းပေးထားတဲ့အချိန်ကမမိုးတို့သမီးယောဂဖြစ်နေတာလေးနှစ်တိုင်ဖြစ်နေတာမမိုးတို့မရှိတာကိုရှာကုပဲ့အပြင်းကိုသမီးမှာဝက်စားထားတာဟာဒီမမိုးလုံးဝမဖြုတ်ဘူးမဖြုတ်ဖက်နဲ့သမီးရှိရသိန်း100သွားယူပြီးတော့အတိုးနဲ့ယူပြီးတော့နော်တစ်လောက်သိန်း100ငွေ10သိန်းအတိုးပြရတာအဲ့ဒါနဲ့မမိုးကကုတာပေါ့ဆိုငါသမီးတေသွားတော့ငါတို့လက်ထက်မှာပတ်စံမရှိတော့ငါတေသွားရင်ငါတို့အမေမှာဘာမှမရှိဘူးဆိုတဲ့စိတ်မျိုးပါသွားမှလို့မမေတို့မှရှိတယ်အစင်းသိရင်သူတေခါမှသူ့ပစ္စည်းကိုချွတ်ပြီးတော့မှမမိုးရောင်းပြီးကျွေးဆက်တာချက်တဲ့လှူတာလို့ကိုယ့်အချိန်ဒီတောင်ကျွေးမြေတွေကြံပါသေးတယ်သားသမီးကိုဆင်းထားတာစိတ်ချမ်းသာအောင်သူတို့ဟာဘယ်နဲ့ဘယ်အချိန်ပြန်ကောင်းမယ်မကောင်းသေးမယ်ရှင်းမယ်ဆိုတာမိဘတွေကမသိပါဘူးသူတို့ရင်ထဲမှာမိတော့ပမာခံစားနေရတာအဲ့တော့မန်လေးတွေကမမန့်ညင်လို့ဒီကြောက်ကဝေဒနာရှင်များမကြည့်ချင်ကြော်သွားပါသမီးလေးရဲ့ဖိုင်တင်မှာတားလေးဖိုင်တင်မှာအပေးစာလေးရေးမရေးချင်မရေးနဲ့ပေါ့ဘာလို့ကောင်အောင်ယောဂဝေဒနာခံစားနေတဲ့လူတစ်ယောက်ကိုရိုက်တတ်တဲ့စကားမျိုးတွေမန့်မျိုးတွေဘာလို့မန့်နာလဲနင်တို့တွေကကြောက်ခဲစားထားတာလားမသေးတော့ဘူးလားကိုတောင်ဘာယောဂနဲ့ဘယ်အချိန်ဘယ်ကာလသေမယ်ဆိုတာကိုမသိဘဲနဲ့သူများဝေဒနာဖြစ်နေတဲ့အချိန်မှာခဏတာ10မိနစ်10စက္ကန့်လောက်ကလေးပဲဖြစ်စိတ်ပေါ်ပါသွားအောင်ဒီမန်မျိုးလေးရေးပြီးတော့ဘာဖြစ်လို့လဲမရေးချင်မရေးနဲ့လေနင်တို့တွေတော်တော်ခက်တာပဲသိလားနင်တို့မသေးဘူးလားနင်တို့ဝေဒနာမဖြစ်ဘူးလားနင်တို့မိသားစုမရှိဘူးလားအဖေအမေညီကောင်တို့သားသမီးမရှိဘူးလားကိုချင်းစာတရားတွေမထားပါလားဟာဒါဆိုရင်နဲ့စိတ်ညစ်လို့ငိုမှာပဲငိုတော့ဒီကဘယ်လိုလုပ်ပြန်ကြမလဲနေပူရင်တော့ပြန်ကြပါတယ်ရှင်မိုးတွေရွာလို့ရှင်မြောင်းတွေပိတ်နေတဲ့အတွက်ရေကမြုပ်ပါတယ်အဲ့တော့ဖြစ်လာတဲ့ကံကြမ္မာကိုရင်ဆိုင်ရမှာပေါ့ငိုနေလို့ဘလူးကလာပြီးစုပ်ထုတ်ပေးမှာမဟုတ်လို့လဲနဲ့ဘာတတ်နိုင်မလဲဖြစ်လာတဲ့ဥစ္စာကိုရင်ဆိုင်ရမှာပေါ့နော်သူတဘာဝဖြစ်လာတဲ့ဒုက္ခကိုခါစီခံရမှာပေါ့ငိုနေလို့ဒီရေကပြန်ကြသွားမှာမဟုတ်ဘူးလေညဆိုလို့ရင်နှစ်ချက်တီးလောက်မှပြန်ကြတယ်ညောင်းသမားတွေလာမဖော်ဘူးချမ်းသမားတွေလာမဖော်တော့နေတဲ့လူတွေကဒုက္ခရောက်တာပေါ့နော်မင်္ဂလာတုံမှာမင်္ဂလာတုံရခိုင်ညောင်းပိုးကျောင်းနောက်ကသပင်တုအဆောင်မှာမြောင်းနေပိတ်နေလို့ရေကမိုးရွာရင်မြုပ်ပါတယ်ရှင့်ရေကျသွားလို့နေပူသွားရင်ပြန်ပေါ်လာပါတယ်ရှင့်မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်ဘဝမှာမမိုးတို့ကြီးရွှေတို့သားရပြီးတော့နေလိုက်ပြီးမငိုတော့ဘူးရှင့်ပြော
ကိုကြီးရွယ်ဒီမှာကျမညက်ကလေးဝယ်လာတဲ့ဈေးတွေကနေလာညက်ကလေးစားပါအောင်လားဈေးဝယ်ပြန်လာပြီ ဟာနေဈေးတွေကဝဲလာတယ်များလာပြီလားပတ်စံမရှိဘဲနဲ့နေဟာလေ ကိုကြီးရွယ်ရှင်းမိမအောင်ရှင်းကြော့တော့တာပဲဒီမှာကျမသင်္ကန်းညို့ကိုသွားလို့ရှင်းသေးတယ်ကျမကိုမသိတဲ့လူမရှိတော့လေအော်အတော်မို့ဈေးတွေအကျွေးယူသွားလာစားမထုတ်ခင်ဆိုတော့တွေးလိုက်ကြတော့ကျမအဲ့ရနေအကျွေးယူပြန်လာတယ် ကျတုံးရတုံး23ဆိုမကြောက်ဘူး အဲ့ဒီမှာကျမလေကျွေးများရင်ကျမရခိုင်ချောင်းဘက်ကိုလှည့်ရခိုင်ချောင်းကနေပြီးတော့အတိတွေကနေယူပတ်စံမရှိတဲ့ယူသွားဆိုကျမယူလာလိုက်တယ်ရခိုင်ချောင်းမှာကျမကျွေးများရင်မလားသင်္ကန်းညို့ကိုလှည့်တယ်မပူနဲ့ကျမတူကကျမကိုမသေးခင်ကမှားခဲ့တယ်ဒီမှာကျွေးများရင်ဒေါ်လေးတော့ဟိုဘက်လမ်းကိုသွားဟိုဘက်လမ်းမှာကျွေးများရင်ဟိုဘက်ကိုသွားတယ်ခုသင်္ကန်းညို့နဲ့ရခိုင်ချောင်းမှာကျွေးများလာရင်မလားကျမသွားစီရတနေရပဲကြံတော့တယ်ကျမပေါင်းမှုဘက်ကိုသွားအောင်မပူနဲ့ကိုကြီးရွှေကျမလှဲ့တဲ့ပဲ့တဲ့တယ်